စွန့်ကြဲတယ်လို့အလဲအလက်ဒါနလို့ခေါ်ပါတယ်ဟုတ်လားလူတန်းတယ်ဆိုတာကိုယ့်ထက်မြင့်မြတ်သောပုဂ္ဂိုလ်များလို့အရိယာသံဃာတော်များတို့ဆရာမိဘများကြတော့လူတန်းတယ်လို့သုံးရပါတယ်ဟုတ်လားအဲ့ဒီတော့ဗုဒ္ဓဘာသာပြီးဒါလေးကိုခွဲခြားပြီးဖို့လိုပါတယ်ခင်ဗျာကဲဒါနဲ့အလူဆိုတဲ့အရာလေးကိုဘယ်သူခါကြောပုံကျွန်တော်တို့ဒါတာရကတစ်ခုလောက်ပြောပြပါရစေဒီကနေ့လူတယ်ကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာအလူကြီးလူတိုင်းမြတ်တယ်လို့ထင်တယ်လားဒါနဲ့မဖြစ်စလောက်လေးလူမိရင်ရောကုသိုလ်နဲတယ်လို့ထင်တယ်လားအားလုံးကြားဖို့ကြပါတယ်ဟာလားကျွန်တော်တို့ညောင်စီလေးလောက်လူတော်ညာလဲစိတ်ထားတိတ်ညောင်ပင်ကြီးလောက်ကြားပါတယ်ဟုတ်လားညောင်ပင်ကြီးလောက်လူတော်ညာလဲစိတ်မထားတတ်ညောင်စီလေးလောက်လာရပါတယ်လို့ဒီလိုလဲကြားဖို့ကြပါအဲ့ဒီတော့အရင်တုန်းကတငယ်ချင်း2ယောက်ရှိပါတယ်အဲ့ဒါကြီးကျွန်တော်တို့တငယ်ချင်း2ယောက်ကတစ်ယောက်ကလူတဲ့နေရာမှာဘယ်သူနဲ့မှမတူတဲ့ကြီးကျယ်ခမ်းနားတော့အလူကြီးကိုလူတယ်ဒါမှလို့သူကငါဆိုတဲ့အတ္တကြီးနဲ့လူတယ်ဟောဒီကမ္ဘာလောကကြီးထဲမှာငါအလူလောက်ကြီးကျယ်တဲ့အလူမရှိစေရငါအလူလောက်ခမ်းနားတဲ့အလူမရှိစေရဆိုပြီးတော့ငါဆိုတဲ့အတ္တကြီးနဲ့ကြွေးကြော်ပြီးတော့လူတယ်တယောက်ကကြတော့လူရရာရှိတာလူတယ်စောရရာရှိတာစောကျဲရရာရှိတာကျဲသို့တော့သူဒီမုံမုံမြတ်မြတ်နဲ့လူခဲ့တယ်အဲ့ဒီနှစ်ယောက်ဟာအချိန်ကြီးကြားလာတဲ့အခါမှာခုနငါဆိုတဲ့အတ္တကြီးနဲ့လူလိုက်တဲ့တယောက်ကစားစရာမရှိအောင်ဆင်းရဲသွားတယ်အဲ့တော့ဘလောက်ထိအောင်စားစရာမရှိတယ်လဲဆိုရင်ထမင်းကြမ်းကြလေးတစ်ခဲတာကြံတော့အဲ့ဒီထမင်းကြမ်းကြလေးကကုန်သွားရင်နောက်ထပ်စားစရာမရှိတော့အဲ့တော့သူကအင်ရှင်မကိုလမ်းခေါ်တယ်ရှင်မကြီးတဲ့ငါတို့ဟာလူတဲ့နေရာမှာကြီးကျယ်ခမ်းနားစွာလူတယ်နောက်ပြီးတော့အလူပေးတထေးဖြင်းလို့လည်းကြားဖို့ပါဒီကနေ့ငါတို့တော့အလူပေးလိုက်တာစားစရာမရှိအောင်ဆင်းရဲသွားပြီဟောဒီထမင်းကြမ်းကလေးတစ်ခဲတာကုန်သွားရင်ငါတို့ဘာစားကြမှာရှင်မအဲ့တော့ဟောဒီထမင်းကြမ်းကလေးမကုန်ခင်မှာမြို့မှာရှိရင်ငါတို့တငယ်ချင်းကဒါနအရာမှာအင်မတန်မှစိတ်ဝင်စားတယ်အဲ့ဒီတော့ငါတို့ပြုတ်ခဲ့ဘူးတဲ့ကုသိုလ်ကောင်းမှုတွေငါတို့ပြုတ်ခဲ့ဘူးတဲ့အလူဒါနတွေကိုမြို့မှာချမ်းသာနေတဲ့တငယ်ချင်းစီမှာသွားရောက်မယ်လာဆိုအိမ်ရှင်မကိုလက်ဆွဲပြီးတော့မြို့ကိုတက်တယ်အဲ့လိုမြို့တက်သွားတဲ့အခါမှာလက်ခုလက်မှာမောလို့ခဏလေးနားနေအဲ့ဒီလိုနားနေတဲ့အခိုက်အတန့်လေးမှာခွေးပင်တစ်ကောင်ကရစ်တီနဲ့ရောက်လာတယ်ရှင်မဟောဒီခွေးပင်ကြီးကြီးစမ်းငါတို့နားလေးကိုရောက်လာပုံထောက်တော့ဧကန်ထတော့ဘိုက်စာလို့နေသူရဲ့ရှင်မငါတို့မှလည်းဟောဒီတို့ဘိုက်စာရင်စားဖို့ယူလာတဲ့ထမင်းချမ်းကလေးတွေရှိတော့တယ်ဟောဒီထမင်းချမ်းကလေးကဟောဒီခွေးကိုကျွေးလိုက်တို့ဇနီးမောင်လည်းစားစရာမရှိတော့ဘူးရှင်မထူးပါဘူးရှင်မရဲ့ငါတို့ကဟောဒီထမင်းချမ်းကလေးကုန်သွားရင်စားစရာမရှိတူခွေးပိန်လေးသာကျွေးလိုက်ပါဆိုပြီးတော့ခွေးပိန်လေးကိုမုံမြတ်စွာကျွေးလိုက်တယ်အဲ့လိုကျွေးလိုက်ပြီးတော့မြို့ကိုတက်မြို့ကိုရောက်ပြီဆိုတော့တငယ်ချင်းတဲ့ငါတို့ကိုတစ်ခုလောက်ကူညီပါတဲ့ငါတို့ဇနီးမောင်နှံမှာစားစရာမရှိလို့ငါတို့ပြုတ်ခဲ့ဘူးတဲ့ကုသိုလ်ကောင်းမှုဒါနတွေကိုမင်းကိုရောင်းပေးရစေတဲ့တကယ်ချင်းမင်းကျေးဇူးပြုပြီးတော့ဝယ်ပါဆိုတော့အရင်ဖြစ်သူကပြောတယ်တကယ်ချင်းမင်းတို့စားစရာမရှိလို့ပြုတ်ခဲ့ဘူးတဲ့ဒါနကုသိုလ်တွေကိုငါ့ကိုရောင်းရင်တဲ့ငါဝယ်ပါမယ်တဲ့ငါဒီတိုက်တော့ဝယ်လို့မရဘူးတဲ့ရော့ဟောဒီမှာချိန်ဝင်ဟောဒီမှာရွှေတပိတ်တာငါပေးတဲ့ချိန်ဝင်တဲ့ကိုမင်းတို့ပြုတ်ခဲ့ဘူးတဲ့ကုသိုလ်ကောင်းမှုတွေကိုတစ်ဖက်မှာထဲတစ်ဖက်မှာဟောဒီရွှေတပိတ်တာကိုထည့်ပြီးရင်ချိန်ကြည့်လိုက်ပါဆိုတော့တကယ်ဖြစ်သူကသူပြောတယ်လို့ပဲဟာလားတစ်ဖက်မှာဒါနကိုထည့်တစ်ဖက်မှာရွှေတပိတ်တာကိုထည့်ပြီးတော့ချိန်ဝင်ကိုချိန်လိုက်တာရွှေတပိတ်တာကလေးနေတယ်ဩရွှေကတပိတ်တာကြီးဆိုတော့များလို့နဲ့တွေ့ရင်ကဲရှော့90သားနဲ့သူပြုတ်ခဲ့ဘူးတဲ့ဒါနတွေကိုချိန်တော့လေရွှေ90သားကပဲလေးနေတယ်ကဲထက်ရှော့အစိတ်သားနဲ့ချိန်တော့
တော့လေအဲ့ဒီအစိမ့်သားကပဲလေးနေတော့အဲ့ဒီရွှေတုံးကြီးကလျှော်ရင်းနဲ့တပိတ်တာဆိုတဲ့ရွှေတုံးကြီးကတရွေးသားပဲကြာမှာတော့အဲ့ဒီရွှေတရွေးနဲ့သူပြုတ်ခဲ့ဘူးတဲ့ကုသိုလ်ကောင်းမှုဌာနတွေကိုရှင်းလိုက်တော့လေရွှေတရွေးကပဲလေးနေတယ်ဒီခါမှာတကယ်ဖြစ်သူကမေးတယ်တကယ်ချင်းမင်းပြောတော့မင်းဟာလှူတဲ့နေရာမှာဘယ်သူမှမတူတော့ကြီးကျယ်ခမ်းနားတဲ့အလူကြီးတွေလှူခဲ့ပါတယ်ဆိုအခုကြည့်ပါဦးကွာမင်းရဲ့ကုသိုလ်ကောင်းမှုဒါနအလူတွေကရွှေတရွေးသားတောင်မရှိပါလားတကယ်ချင်းမင်းမှာအခြားသောဒါနရှိသေးရဲ့လားစဉ်းစားသမ်းပါကွာဆိုပြီးတော့စဉ်းစားလိုက်တာတကယ်ချင်းရေတဲ့ငါတို့လက်ခုလက်ငါတို့မစားပဲခွေးပင်လေးကိုထမင်းချမ်းကလေးကျွေးလိုက်တယ်ကုသိုလ်လေးတော့ရှိပါသေးတယ်တဲ့အဲ့ဒီကုသိုလ်လေးကိုဟောဒီချိန်ဝင်ထဲမှာထည့်ပြီးတော့ချိန်မရစီလို့ပြောပြီးတော့ချိန်လိုက်တာလေတန်ငယ်ချင်းဖြစ်သူရဲ့စီးစိမ်အလုံးပုံထက်တာတောင်မှခွေးကိုကျွေးတယ်ကုသိုလ်လေးကတားနေပါသေးတယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့ဒီကနေ့အရေးကြီးတာကြီးကျယ်ခမ်းနားလှူမှကုသိုလ်ရတာမဟုတ်ပါဘူးခမညာကိုနိုင်တယ်လို့လှူပါဟာလာနိုင်နာထက်ကိုလှူရင်မောရပါတယ်တောကတွေနဲ့မလှူပါနဲ့ဒေါသနဲ့မလှူပါနဲ့မောဟနဲ့မလှူပါနဲ့ဟုတ်လားကိုလက်ထဲမှာရှိတဲ့ပစံနဲ့လုံလောက်လေးလှူပါဟာလာအကျိုးရှိပါလိမ့်မယ်ဟောဒါလေမေတ္တာစကားလေးဖြစ်ပါလေကဲသုံးယောက်ချဲဘုံဘုံတွေကြီးလိုက်တော့ကစိတ်ရင်းမရကြီးလို့ပရိသတ်ကတိလို့ပြောကြဒီသုံးယောက်ချဲဘုံဘုံတွေကြီးလိုက်တော့ကစိတ်ရင်းမရကြီးလို့ပရိသတ်ကတိလို့ပြောကြဒီသဘောကတော့ယူရစေတနာမြတ်တာထားတယ်မတားလေးမဲဟောချဘောကတော့ယူရစိတ်ရင်းကြီးရဲ့သုံးယောက်ရှေမင်းသမီးပါပြီဒါမှမဟုတ်မင်းသမီးကလိုက်ရင်ဟောဒီပရိသတ်ကမင်းသမီးစီကိုအာယုံရောက်သွားမှာဆိုလို့ဗလားဆိုတဲ့အရာတာလေးကိုခံစားကြည့်ပါဦးခင်ဗျာတော့ရချင်ပါတယ်ဝနလေးဝင်းတော့ဝင်းတော့ကြောက်ကြောရင်မှာဟောဒီလူစံကြောင်ဆက်ပြီးထားပါတယ်လူပုံနဲ့စကုကြုံလာရောက်ခိုင်အီရာနာကုသလလူကိုပြူကြတဲ့လူကအလူမမသွေလူပုံနဲ့စကုကြုံလာရောက်ခိုင်အီရာနာကုသလလူကိုပြူကြတဲ့လူကအလူမနတ်တွေဟုတ်တာကျွန်တော်ဆရာကျွန်တော်ဒီတော့ကျွန်တော်ချင်းလေးကိုကြိုက်လို့ဆရာကျွန်တော်တို့ကိုကျေးဇူးပြုပြီးတော့ဒါလေးကိုစံမြောင်ကပ်ပေးပါဆိုပြီးကျွန်တော်ပြီးခဲ့တဲ့ဘွဲကဆရာကိုကျွန်တော်စံမြောင်လေးကပ်ပြီးတော့ဒါဒီဘွဲမှာဒုတိယမြောက်ဆိုခြင်းဖြစ်ပါတယ်အဲ့ဒီတော့ကြက်ချင်းလေးကိုကျွန်တော်ဟာလာဒီမှာလေးဟာလာရည်ရည်မြတ်နိုးဟာလာဒီကြော်ကြောင်းမှာကျွန်တော်စိုင်းနေတဲ့ဘိတ်တိတ်မပြီးပါဘူးဟာလာမင်းသမီးလေးပါပေးရပါအဲ့ဒီတော့ဒီကနေ့ဘိတ်တိတ်ခန်းဒီဖိုးကနောက်သုံးတော့ဖြစ်တယ်ရည်ရည်မြတ်နိုးမေတုခါကျော်မန္တလေးဝင်းတာဟာလာဖိုးကနောက်သုံးလုံးဖြစ်ပါတယ်အဲ့ဒီဖိုးကနောက်သုံးလုံးဒီဟာလာမခိုင်နဲ့ဖိုးကနောက်ဒီကိုယ်ထက်ပါအဲ့တော့မန္တလေးဝင်းတော့ဆိုလည်းနာမည်ကြီးနဲ့ဟာလာမကိုယ်ရဘူးမီးကြီးတအားဖိုးထားတာဟာလာမေတုခါကျော်မန္တလေး